မင်္ဂလာပါကျမခင်တီပါဒီဗီဒီယိုလေးကတော့အပိုင်း6ရောက်သွားပြီပေါ့နော် Doing Business in Thailand ဒီအပိုင်း6မှာဘာပြောရမလဲဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာကုမ္ပဏီတစ်ခုကိုအမှားအယွင်းမရှိအဆင့်ဆင့်ဘယ်လိုမှတ်ပုံတင်ရမလဲဆိုတဲ့အကြောင်းလေးပြပြပေးသွားပါမယ်ထိုင်းနိုင်ငံမှာကုမ္ပဏီအဆင့်ဆင့်ဖွင့်နည်းပေါ့နော် step by step guide လေးပြောပြပေးမှာပါထိုင်းမှာစီးပွားရေးလုပ်ဖို့အတွက်လုပ်ငန်းမျိုးစားလေးရွေးပြီးပြီဥပဒေကိုလည်းသိချာနားလည်သွားပြီဒါဆိုနောက်တစ်ဆင့်ကတော့လက်တွေ့ကုမ္ပဏီဖွင့်ရတော့မယ် incorporation အဆင့်ကိုရောက်ပါပြီရှင်အဲ့တော့အစိုးရကလုပ်ငန်းစဉ်တွေကို online ကနေလုပ်လို့ရအောင်လွယ်ကူအောင်လုပ်ပေးထားပေမဲ့စာရွက်စာတမ်းအမှားရမရှိဖို့အလွန်ရေးကြီးရယ်ဒီနေ့ဗီဒီယိုမှာတော့နာမည်ရွေးတာကနေပြီးတော့မှလူမှုဖူလုံရေးသွင်းတာအထိအဆင့်9ဆင့်ကိုအနှစ်ချုပ်လေးရှင်းပြပေးသွားပါမယ်အဲ့တော့အရင်ဆုံးအဆင့်1ကတော့ကြိုတင်ပြင်ဆင်ရမယ်ပေါ့နော်ပြီးရင်အဆင့်2ကတော့နာမည်ရွေးမယ်အဲ့တော့ပထမဆုံးအဆင့်ကတော့ planning ကိုလုပ်မဲ့လုပ်ငန်းကဘာလုပ်မှာလဲနိုင်ငံသားဝန်ထမ်းခန့်မှာလားဒါကိုကြိုပြီးစဉ်းစားရမယ်ချို့ကြတော့ဘာမှကိစ္စမရှိပါဘူးကုမ္ပဏီထောင်လိုက်မယ်ဆိုပြီးမှထောင်လိုက်တယ်ဒါကပြဿနာဖြစ်ပြီးမှနောက်မှပြန်ရှင်းရမှာပေါ့နော်အဲ့လိုမရှင်းခင်မှာကြိုပြီးတော့မှကိုလုပ်မဲ့လုပ်ငန်းကဘာလဲနိုင်ငံသားခန့်မှာလားတခါတည်းကြိုစဉ်းစားမယ်ထိုင်းမှာနိုင်ငံသားတစ်ယောက်အတွက်ကိုမှတ်ပုံတင်အရင်အနည်းဘတ်2တန်းရှိရမှတ်ပုံတင်အရင်နည်းဆိုတာ register capital ကိုပြောတာပေါ့နော်အဲ့ဒါကိုမေးလို့မဖြစ်ပါဘူးဒုတိယဆင့်ကတော့နာမည်ယူရမယ် name reservation အဲ့တော့ name reservation ကတော့နာမည်ကိုရွေးပြီးတော့မှကြိုပြီးတော့မှနာမည်ကို reserve လုပ်ထားဆိုကြိုတင် booking တင်ထားတာပေါ့နော်အဲ့တော့ DVD website မှာနာမည်3ခုကိုဦးစားပေးဆင်းလိုက်တင်ရတယ်ဒီနာမည်ကတခြားကုမ္ပဏီနာမည်နဲ့လည်းသွားတူလို့မရအောင်ရိုင်းတဲ့စကားလုံးမရအောင်ဆိုတော့နာမည်3ခု1 2 3ဆိုပြီးတော့မှဦးစားပေးအဆင့်1 2 3နဲ့နာမည်3ခုထည့်ပေးလိုက်အဲ့တော့ကိုယ့်ရဲ့နာမည်က approve ဖြစ်သွားပြီဆိုလို့ရှိရင်ရက်ပေါင်း30အတွင်းမှာကုမ္ပဏီမှတ်ပုံတင်ရမယ်အဲ့တော့ကုမ္ပဏီမှတ်ပုံတင်မယ်ဆိုရင်ဒီတိုင်းကွက်ဆိုတင်လိုက်ရုံနဲ့တော့မရပါဘူးပေါ့နော်သူ့မှာ step လေးရှိတာပေါ့နော်အဲ့တော့နာမည် reserve လုပ်ရမယ်လုပ်လို့ရပြီဆိုရင်ရက်ပေါင်း30အတွင်းမှာကုမ္ပဏီမှတ်ပုံတင်ရမယ်မဟုတ်ဘူးဆိုလို့ရှိရင်နာမည်ကတက်တန်းကုန်သွားမယ်ကုန်သွားလို့ရှိရင်သူများယူသွားတဲ့ဆိုလို့ရှိရင်ကိုမရတော့တာမျိုးဖြစ်မှာပေါ့နော်အဲ့တော့အဆင့်3ကတော့ memorandum of association ပေါ့နော်ပြီးရင်အဆင့်4ကတော့ statutory meeting ပေါ့အဲ့တော့အဆင့်3အနေနဲ့ memorandum of association လို့ခေါ်တဲ့ကုမ္ပဏီရဲ့အခြေခံစီမင်းတွေကိုရေးဆွဲရမယ်ကိုကုမ္ပဏီကိုဘယ်လိုအုပ်ချုပ်မယ်ဆိုတဲ့စီမင်းစည်းကမ်းတွေကိုရေးဆွဲမယ်အဲ့ဒီထဲမှာကုမ္ပဏီရဲ့လိပ်စာလည်းပါရမယ်လုပ်ငန်းရည်ရွယ်ချက်ပါမယ် share ရှင်တွေကဘယ်သူတွေလဲဆိုတာပါရမယ်ဒီလုပ်ငန်းရည်ရွယ်ချက်ကိုရေးတဲ့အခါမှာနောက်မှာလုပ်ငန်းချဲ့ထွင်လို့ရအောင်လို့ဆိုပြီးတော့မှလုပ်ငန်းတစ်မျိုးတည်း2မျိုးတည်းမလုပ်ဘဲနဲ့လုပ်ငန်းကိုရွေးမယ်ဆိုလို့ရှိရင်အခု20 30လောက်ထိအစုံလင်ရေးပြီးတော့မှထည့်ထားလို့ရတယ်ပို့လို့ပေါ့နော်အဲ့တော့စတုထအဆင့်အနေနဲ့ကတော့ statutory meeting လို့ခေါ်တဲ့ကုမ္ပဏီတည်ထောင်ခြင်းအစည်းအဝေးကိုကျင်းပရမယ်အဲ့တော့ဒီအစည်းအဝေးမှာ director တွေကဘယ်သူတွေလဲကုမ္ပဏီကိုစားဘယ်သူကလက်မှတ်ထိုးမှာလဲဘယ်စီးရင်စစ်ကိုငှားမှာလဲဆိုတာတွေကိုအဲ့မှာတခါတည်းအတည်ပြုပေးရပါမယ်အဲ့တော့အဆင့်9ရောက်ပြီဆိုလို့ရှိရင်တော့ DVD မှာကုမ္ပဏီမှတ်ပုံတင်မယ်အဲ့တော့စီဝေးပြီးသွားရင်အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ DVD မှာမှတ်ပုံတင်တဲ့အလုပ်ကိုစလုပ်ရမယ်။အရင်နေ့ဘတ်1တန်းဆိုလို့ရှိရင်အစိုးရကိုအခွန်9000ဝန်းကျင်လောက်ဆောင်ရမယ်။ဘတ်2တန်းဆိုလို့ရှိရင်တော့1000ဝန်းကျင်ပေးဆောင်ရမယ်။အောင်မြင်သွားပြီဆိုလို့ရှိရင်တော့ Certificate of Incorporation နဲ့ Company Affidavit လို့ခေါ်တဲ့ကုမ္ပဏီမှတ်ပုံတင်လက်မှတ်တွေရရှိပါမယ်။အဲ့တော့အဆင့်6ကတော့ဘဏ်အကောင့်ဖွင့်မယ်။အဆင့်9ကတော့အခွန်နဲ့ပတ်သက်တာကြီးလုပ်ရမယ်အဆင့်8ကတော့ VAT registration လုပ်ပေါ့နော်အဲ့တော့ကုမ္ပဏီလက်မှတ်ရပြီဆိုလို့ရှိရင် bank account ဖြစ်တဲ့ corporate bank account ကိုဖွင့်ရပါမယ်အဲ့တော့ Kasikorn တို့ Bangkok Bank တို့လို bank တွေမှာသွားဖွင့်ပြီးတော့မှ director ဘယ်သူတွေလက်မှတ်ထိုးမယ်ဆိုတဲ့ဥစ္စာနဲ့သွားပြီးတော့မှကုမ္ပဏီသွားဖွင့်ရအောင်ဟိုရှိမှာစဉ်းစားခဲ့တဲ့ဟာပေါ့နော်ဘယ် director ကလက်မှတ်ထိုးမယ်ဆိုတဲ့ဥစ္စာအဲ့ director ကိုယ်တိုင်သွားပြီးတော့မှကုမ္ပဏီဘဏ်အကောင့်တော့ဖွင့်ရမယ်အဲ့ဒီထဲမှာ capital ထည့်တာတွေပါတော့ဆက်လုပ်ရမှာပေါ့နော်ပြီးရင်တော့အခွန်ဌာနမှာ tax ID ရှောက်ရပါမယ် TIN number လို့ခေါ်တာပေါ့နော် tax identification number လို့ခေါ်တဲ့ TIN ရှောက်ရမယ်တစ်နှစ်ကိုဝင်ငွေဘတ်18တန်းကျော်မလားပထမနှစ်မှာဘတ်18တန်း18သိန်းပေါ့နော် 1.8 million 18သိန်းကျော်မလားဆိုတဲ့ဥစ္စာကိုအရင်ဆုံးစဉ်းစားရမယ်ငါလုပ်ငန်းကတော့လုပ်လိုက်တာနဲ့အောင်မြင်မှာ
တစ်နှစ်ကိုဘတ်18သိန်းရအေးစစ်စစ်ရမှာပဲဆိုပြီးတော့မှစဉ်းစားမိရဆိုလို့ရှိရင် VAT ဒီခါရဲ့ registration လုပ်ထားလိုက်ပြီးတော့မှအဲ့ဒီရောင်းရတဲ့ဝင်ငွေပေါ်မှာ VAT 7% ကိုတွားပြီးတော့မှပေါင်းပြီးတော့မှထည့်ရက်30အတွင်းမဖြစ်မနေမှတ်ပုံတင်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါလာတိုင်း VAT ဆောင်ဖို့လိုပါမယ်နောက်အဆင့်6ကတော့လူမှုဖူလုံရေးလို့ခေါ်တဲ့ Social Security ပေါ့နောက်ဆုံးအဆင့်ပေါ့နော်သူကတော့ဝန်ထမ်းတွေအတွက်ကိုလူမှုဖူလုံရေးပေးသွင်းဖို့မှတ်ပုံတင်ထားတာအလုပ်ခံပြီးတော့ရက်30အတွင်းလုပ်ရမယ်ဝန်ထမ်းလစာရဲ့900ခိုင်နှုန်းကိုအလုပ်ရှင်ကထည့်ပေးရမယ်ပြီးရင်ဝန်ထမ်းစီကလည်းသူ့ရဲ့လစာတွေကနေ900ခိုင်နှုန်းဖြတ်တောက်ပြီးတော့မှပေးသွင်းရမယ်အဲ့မှာတော့အများဆုံးသတ်မှတ်ချက်တွေရှိတယ်ဒီထဲမှာတော့မပြောသေးဘူးပေါ့နော်အဲ့တော့ဒါကိုပြန်ပြီးတော့မှအကျဉ်းချုပ်မယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းစဉ်တစ်ခုလုံးကစာရွက်စာတမ်းဆိုလို့ရှိရင်9ရက်ကနေပြီး14ရက်အတွင်းပြီးတယ်7 to 14 working days ပေါ့နော်အဲ့အတွင်းပြီးနိုင်တယ်ကုန်ကြစရိတ်အနေနဲ့အစိုးရခွန်ရှေ့နေကရုံးစပေါ်တင်တာတွေအားလုံးပေါင်းလို့ရှိရင်တော့အနည်းဆုံးပတ်3သိန်းလောက်ပတ်3သိန်းဝန်းကျင်လောက်ကနေကုန်နိုင်တယ်တချို့ကြတော့ရှေ့နေမဟုတ်တဲ့လူတွေနဲ့ရိုးပွဲစားလောက်နဲ့လုပ်တယ်ဆိုရင်တော့3သိန်းလောက်မကုန်တာမျိုးတွေရှိတယ်ဒါပေမဲ့ဟိုရှေ့မှာပြောခဲ့တဲ့စာရွက်စာတမ်းတွေမစုံဘူးအဆင့်တွေကတည်ချတာမလုပ်ထားတာဖြစ်တဲ့ကြောင့်မလို့တော့နောက်တစ်ချိန်မှာ hiccup ပေါ့နော်လို့အခက်ခဲလေးတွေကြုံလာတတ်တယ်ပေါ့နော်အဲ့တော့အနှစ်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ထိုင်းမှာကုမ္ပဏီဖွင့်တာခက်လားဆိုတော့လည်းမခက်ဘူးဒါပေမဲ့ဥပဒေနဲ့အညီမှန်မှန်ကန်ကန်ဖြစ်ဖို့ကတော့အရန်လွယ်ကူညာမဟုတ်ဘူးပြီးတော့အဲ့ဒါကလည်းအရေးကြီးတယ်အဲ့တော့ဒါကတော့ထိုင်းမှာကုမ္ပဏီထောင်မဲ့ step by step လေးပေါ့နော်တကယ်လို့ဒီဗီဒီယိုကကိုယ့်အတွက်အကျိုးရှိတယ်လို့ယူဆရဲဆိုလို့ရှိရင် like and share လေးလုပ်ပေးပါအောင်ခုလိုမျှဝေပေးတာကိုနားထောင်ပေးတဲ့အတွက်လည်းအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်